ကိုယ့်ကိုအတင်းတုပ်ပြီးတော့အနိုင်ကျင့်နေတဲ့ပတ်ဝန်းကျင်ရတဲ့တောင့်တင်းတယ်နောက်ခံလည်းရှိတယ်ဆိုရင်ကိုကဘယ်လိုတုတ်ပြန်တင်လဲတဲ့အကြံပေးပါအောင်တဲ့ဆိုတော့အမဒီမှာပြောချင်တာကလေတောင့်တင်းတယ်လို့နောက်ခံရှိတယ်လို့ဒီလိုချမ်းသာတယ်လို့အခြေအနေတစ်ခုရှိတယ်လို့ဆိုတာကလေဒီလိုချမ်းသာတဲ့သူတိုင်းကလည်းအဆင့်တန်းရှိတာမဟုတ်ဘူးနောက်အမဘယ်လိုစကားလေးဘယ်လိုမျိုးလေးကိုနှလုံးသွင်းစေခြင်းလဲဆိုလို့ရှိရင်တူရစုတယ်ဆိုတာရှိတယ်ပေါ့နော်โอเคသူတို့အဆင့်တန်းနဲ့သူတို့အတိုင်းဝိုင်းနေတာသူတို့ကိုကရောသူတို့ကိုတုံ့ပြန်နေနေအချိန်ကုန်ပါလားပေါ့နော်ဘာလို့လဲဆိုတော့โอเคကိုအနိုင်ကျင့်နေတယ်လို့ကိုကယူဆတယ်ဆိုလို့ရှိရင်တော့ဖြည့်ရှင်းလို့ရတဲ့နည်းတွေကတော့အများကြီးရှိတယ်နောက်ဆုံးဘလုံးဝဖြည့်ရှင်းလို့မရဘူးဆိုလို့ရှိရင်လည်းရှောင်ထွက်တာဖြစ်ဖြစ်ဥပဒေရဖြည့်ရှင်းတာဖြစ်ဖြစ်တခြားသောကိုအနိုင်ကျင့်ခံနေရတယ်ဆိုရင်တော့ဖြည့်ရှင်းလို့ရတဲ့နည်းတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဖြည့်ရှင်းတဲ့နည်းကိုမရောက်ခင်အရင်ဆုံးလုပ်တင်တာကလုံးဝလက်မခံနဲ့လက်ခံတယ်ဆိုလို့ရှိရင်တော့လူတွေကဆက်ပြီးတော့အကျင့်ပါနေအောင်ပါပဲဒါပေမဲ့သူတို့ရဲ့နောက်ခံ background တွေချမ်းသာတာတွေမချမ်းသာတာတွေတောင့်တင်းတာတွေကိုတော့ခဏမေ့လိုက်ပေါ့နော်အရေးကြီးဆုံးလုပ်ရမှာကရှောင်ထွက်တာလက်မခံတာလိုအပ်လို့ရှိရင်ဥပဒေရရေးယူတာဒါမျိုးကြီးလုပ်လို့ရတယ်အနိုင်ကျင့်တယ်ဆိုတာနောက်တစ်ခုကျတော့အတင်းတုပ်တယ်ပေါ့အတင်းတုပ်တယ်ဆိုတဲ့ကိစ္စကတော့အမအရန်စိတ်แท้ကိုအုံနောက်ထဲကိုတိတ်ပြီးတော့မထိတ်စေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တေချာတာတစ်ခုကသူတို့ကကိုယ့်ကို attention တစ်ခုပေးနေတယ်သူတို့ရဲ့နှက်ခပြန်မရတဲ့အချိန်တွေကိုပေးနေတယ်ဆိုကြတဲ့ကတော့တေချာတယ်ကိုကစိတ်ဝင်စားခံခြင်းစရာကောင်းတဲ့လူတစ်ယောက်တော့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ကြံဖန်ပြီးကုန်ယူမယ်ဆိုရင်တော့အဲ့လိုကုန်ယူလို့ရတယ်ဘာလို့ပဲဖြစ်ဖြစ်ကိုယ့်ကိုကောင်းတာပဲပြောမကောင်းတာပဲပြောအတင်းတုပ်တယ်ဆိုလို့ရှိရင်တော့အမအဲ့ဒီဟာကိုမခံစားစေချင်ဘူးနောက်တစ်ခုကပြန်ပြီးတော့ကိုကသိရလို့စိတ်တူတာโอเคပြန်ပြီးမသိတဲ့အခြေအနေတခုပြန်သွားကြည့်ပေါ့နော်တကယ်လို့ကိုကိုအတင်းတုပ်ထားမှမသိဘူးဆိုလို့ရှိရင်စိတ်တူနေစရာလည်းမရှိဘူးအဲ့တော့ငါ့ကိုအတင်းတုပ်ထားမှငါသိလိုက်တဲ့အခါလဲဟုတ်တာငါပြန်သိလို့ဖြစ်တာပဲမသိတဲ့အခါမှာဘာစိတ်မှမရှိဘူးအဲ့လိုမျိုးအချိန်ကိုလည်းပြန်ပြီး recall ခေါ်လို့ရတယ်ပေါ့နော်အမဒီလိုနည်းနဲ့ဖြည့်ရှင်းတာတော့အကောင်းဆုံးဖြစ်မယ်လို့ပဲထင်တယ်ဘာမှတော့မတုတ်ပြန်တာကလည်းအကောင်းဆုံးတုတ်ပြန်တဲ့မျိုးပဲလို့ပဲအမကထပ်ပြီးတော့ပြောချင်ပါတယ်ကဲအဆင်ပြေကြပါစေ